皆さん、こんばんは。本当に久しぶりですね。セイロတကယ်ကိုမတွေ့ရတာကြာသွားပါပြီ။အဲ့တော့စိတ်ကဒီရက်ပိုင်းပေါ့နော်တိတ်ပြီးတော့မအားတာနဲ့ပဲဗီဒီယိုတစ်လေးတင်ပေးမယ်ဆိုပြီးတော့မတင်ပြဘူးပေါ့နော်။အဲ့တော့ဒီနေ့မှာတော့ဆေအလုပ်ပိတ်ရလေးလည်းရှိရဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်ဆက်တင်ပေးခြင်းနဲ့ဗီဒီယိုလေးကိုတင်ပေးလိုက်ပါတယ်။အဲ့တော့ဘာလဲဆိုလို့ရှိရင်ဆေရိုမီနာဆန်တို့ဒီမှာမြင်ရတဲ့အတိုင်းပဲဆေရို Van 9တဲ့နဲ့နာခုတဲဆိုတဲ့ F5 M4 က grammar pattern လေးဖြစ်တဲ့နှစ်ခုပေါ့နော်ဒီနှစ်ခုကိုမချီခိုင်းနိုင်ရောနိချွေရှိမှရှောပေါ့နော်မရောရအောင်မမာရအောင်လို့စစ်စစ်ကပြန်ပြီးတော့ Fukushu အနေနဲ့တင်ပြပေးသွားမှာဖြစ်ပါတယ်ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဆေရိုစလိုက်ကြရအောင်ပထမအဦးဆုံးဆေရိုသိရမှာက9တဲ့ရောနှစ်ခုတဲ့ရောနှစ်ခုလုံးရဲ့အစသည်ဘယ်ဟာလဲဆိုရင်0 9K ကနေဖြစ်ပါတယ်နှစ်ခုလုံးကို 9K ကနေပဲ0ပုံစံလေးပြောင်းသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ဆုံး0က 9K ရဲ့ပုံပြောင်းစံဖောင်ပြောင်းနည်းကိုပြန်ပြီးတော့ Fukushu လေးပြန်လုပ်လိုက်ရအောင်အဲ့တော့0က 9K မှာဆိုရင် group 1 2 3ကိုဘယ်လိုမျိုးပြောင်းကြမလဲဆိုရင် group 1က0second line နဲ့ဆုံးနေဆိုရင် first line ပေါ့နော်ဥပမာအဖြစ် e line ပေါ့နော် e line နဲ့ဆုံးတာကို r line ပြောင်းနေ9ပေါင်းနေပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပြောင်းပါမယ်ဒါပေမဲ့သူ့မှာချွင်းချက်ရှိတယ် e နဲ့ဆုံးနေတဲ့ buff တွေဆိုရင်0က r ကိုမပြောင်း y ကိုပြောင်းပဲပေါ့နော်အဲ့တော့ e နဲ့မဆုံးတဲ့တခြား second line ရဟာကြီးကြတော့ဒီတိုင်းပဲ0က first line ကိုပြောင်းပြီးတော့9ပေါင်းလိုက်ရင်ရတယ်အဲ့တော့ဒီမှာဆိုရင်0 rarely မှာဆိုရင် r ဆိုပြီးမှကစားသည်ဆိုရင်ဒီမှာ second line ဖြစ်တဲ့အတွက်ကြောင့်မလို့0က group 1ဖြစ်တယ်အဲ့တော့ r ဆိုဘာနိုင်ဖြစ်သွားတယ်ပြီးရင်ဒီမှာ twin jet buff အနေနဲ့ကြတော့ဒီမှာ e နဲ့ဆုံးနေတဲ့ Kaimos ဝယ်တီပေါ့နော်အဲ့တော့သူ့ကို0ကကြတော့ r ကိုမပြောင်းဘူး y ကိုပြောင်းမယ်ဆိုတော့ Kawa နိုင်မဝယ်ဘူးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဆိုလို့ရှိရင်0က group 1အနေနဲ့ second line ကနေ first line ပြောင်းမယ်9ပေါင်းမယ် twin jet ရှိရဲ့ e line နဲ့ဆုံးနေရင် r တို့မပြောင်းဘူး y တို့ပြောင်းရမယ်ဆိုတာလေးကိုအလုပ်ချက်ပြီးတော့မှတ်ထားရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့0နောက်ထပ် group 2ကိုသွားမယ် group 2ကကြတော့လွယ်တယ်0 group 2ဆိုတာနဲ့0က max ကိုဖြုတ်ပြီး9ပေါင်းလိုက်ရင်ရသွားပြီအဲ့တော့ဒီမှာဆိုရင် rare မှာဆိုရင်0က sukema ဆိုတဲ့ group 2လေးကိုပေးထားတယ်အဲ့တော့သူဒီ group 2ဖြစ်တာတည်ရတဲ့အတွက်ကြောင့်မလို့ max ကိုဖြုတ်9ပေါင်းအဲ့တော့ suke9 ဆိုတာလေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့0 group 3 3ခုပဲရှိရဲ kima shima non plus shima အဲ့တော့အလွတ်ချက်ထားကြမယ် kima ဆိုရင်ခိုနိုင် kima လာသည်ခိုနိုင်မလာဘူး shima လုပ်သည်ရှိနိုင်မလုပ်ဘူး non plus shima ဆိုရင် non plus ရှိနိုင်ပေါ့နော်အဲ့လိုပုံစံလေးနဲ့0ကမှတ်ထားကြမယ်အဲ့တော့ဒါဒီ 9K 9ပုံစံပြောင်းနေဖြစ်ပါတယ်အဲ့တော့0ကဒီ9ပုံစံဒီဘယ်ကနေလာလဲဆိုလို့ရှိရင်0ဘာနဲ့တူလဲဆိုလို့ရှိရင်เนาะမဆန်နဲ့တူတယ်ပေါ့เนาะမဆန်ဆိုတာကလည်း0မပတ်ဘူးဆိုတဲ့အဓိပ္ပာယ်ရတယ် 9K ကလည်းမပတ်ဘူးဆိုတဲ့အဓိပ္ပာယ်ရပါတယ်မဆန်ဒီ0တဲနေခဲဆိုတဲ့ယဉ်ကျေးရဲ့ပုံစံကိုပြောတာဖြစ်ပြီးတော့ 9K ကကြတော့0 fuzuke အနေနဲ့တတ်မှတ်ပုံစံအနေနဲ့သုံးတာဖြစ်ပါတယ်ဟုတ်ပြီဆိုရင်0 9K လေးကို Fukushu လုပ်ပြီးသွားပြီဆိုရင်เนาะအရင်ဆုံး0 9တဲ့ပေါ့เนาะ Van 9တဲ့ကို0ဘယ်လိုမျိုးစပြီးသိခဲ့လဲဆိုတာပြန်ပြီးတော့ Fukushu လုပ်ကြရအောင်အဲ့တော့0က Van 9တဲ့ကို0 M5 မှာဘယ်လိုစပြီးတော့သိခဲ့လဲဆိုရင် Van 9တဲ့ Kura site ဆိုတဲ့မဘတ်ပါနေဆိုတဲ့ kinship ပေါ့เนาะတားမြစ်ခြင်း irayi တောင်းဆိုခြင်းဆိုတဲ့ဒီပတ်တန်အနေနဲ့0သိခဲ့တယ်ပေါ့เนาะအဲ့တော့သူဒီ0အရင်ဆုံးခုနကတော့က0ပြန်ပြီးတော့ Fukushu လုပ်ခဲ့တယ်ဗတ်ရဲ့9ပုံစံကိုနောက်မှာဒဲ Kura site ပေါင်းလိုက်တာပေါ့เนาะအဲ့လိုပုံစံအနေနဲ့သွားတာဖြစ်တယ်အဲ့တော့သူရဲ့စန့်ကျင်ဘက်ကကြတော့ Hantai အနေနဲ့ကြတော့ Vat Kura site ဆိုတဲ့ဘတ်ပါပေါ့เนาะအဲ့တော့မဘတ်ပါနေစန့်ကျင်ဘက်ဘတ်ပါ Night Kura site ရဲ့စန့်ကျင်ဘက် Vat Kura site ဆိုတာမျိုးဖြစ်ပါတယ်အဲ့တော့သူရဲ့ Rebel အနေနဲ့ဆိုရင်0ကဒီမှာ Neru Ma အင်းနီ Misu ကို Non De Kura site ဆိုတဲ့မအိတ်ခင်မှာရှီကိုတောက်ပါနဲ့နေရုမရဲ့နီမီစုကိုနိုမနိုင်တဲ့ခရာဆိုင်မအိတ်ခင်မှာရှီကိုမတောက်ပါနဲ့ဆိုတာမျိုးပေါ့နော်အဲ့တော့ဒါလေးက09တဲ့ကိုစာပြီးသိခဲ့တဲ့ grammar pattern လေးဖြစ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့0ဘာလဲဆိုရင်နာခုတဲကို0ဘယ်လိုစသိခဲ့လဲဆိုရင်ဗနာခုတဲမို edes ကဗနာခုတဲမို edes ဗနာခုတဲဝိုက်ခဲမှာဆန်ဆိုပြီးတော့ဘယ်လိုရလားဆိုပြီးတော့0ကလောလို့ရလားဆိုတဲ့အကြောင်းကိုမေးတာပေါ့နော်အဲ့တော့ဗနာကုတဲမို ES မဘတ်လို့ရလားပေါ့နော်ဘတ်လို့ရလားတော့ဖြစ်တယ်မဘတ်လို့ရလားဆိုတဲ့ဒီမဘတ်လို့ရောရလားအဆင်ပြေလားဆိုတဲ့ပုံစံနဲ့သူများတကာကို0ကအခွင့်မေးတာပေါ့နော်အဲ့လိုမျိုးပုံစံနေနဲ့တည်ခဲ့တယ်အဲ့ဒါကိုပြန်ဖြေတဲ့ pattern ကတော့ဗနာကုတဲမို ES မဘတ်လည်းပဲရပါတယ်ဗနာကုတဲဝိုက်ခင်မဆန်မဘတ်လို့မရဘူးမဖြစ်ဘူးဆိုတဲ့ပုံစံနေနဲ့0တည်ခဲ့ကြရပေါ့နော်အဲ့တော့သူ့ရဲ့
ဖောင်ကကြတော့ဆေးတို့ကဘယ်လိုပြောင်းတာလဲဆိုရင် vat ရဲ့9ပဲ 9k ပဲပေါ့နော်အဲ့ဒီ 9k ရဲ့နောက်ဆုံးကဒီ e လေးကိုဖြုတ်လိုက်တယ်ပေါ့နော်ဥပမာအဖြစ်တာပဲ9ဆိုရင်ဆေးတို့က e ကိုဖြုတ်ပြီးတော့တာပဲနပဲကြံခဲ့မယ်အဲ့ဒါလေးကိုမှဆေးတို့ကဒီမှာခုတဲမို edes ကပေါ့နော်အဲ့ဒါလေးပေါင်းလိုက်တာပေါ့နော်အဲ့တော့ e ဖြုတ်ခုတဲမို edes ကပေါင်းလိုက်တာဖြစ်ပါတယ်အဲ့တော့ vat နာခုတဲမို edes ကဆိုတာအဲ့လိုမျိုးပုံစံလေးနေနဲ့ဖြစ်သွားတာဖြစ်တယ်ပေါ့နော်ခုနကလို9တဲ့ခုရာဆိုင်ဆိုရင်ကြတော့ vat ရဲ့9ပုံစံမှာဆေးတို့ကဘာလုပ်လိုက်တာလဲဆိုတော့အနောက်မှာဒဲခုရာဆိုင်ကိုတန်းထည့်လိုက်တာပေါ့နော်ဒီမှာကြတော့ဆေးတို့က vat 9ကိုမှ e ကိုဖြုတ်ပြီးတော့ခုတဲမို edes ကအဲ့လိုမျိုးပေါင်းတာပေါ့နော်အဲ့တော့ rebel အနေနဲ့ကြတော့ဆေးတို့ခုဆိုနုကနာခုတဲမို edes ကအဲ့တော့ဖနက်မချွတ်လေပဲရလားအဲ့တော့တနည်းရပေါ့ဆိုင်တဆိုင်ဈေးဝယ်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဖနက်မချွတ်ပဲဝင်လို့ရလားဖနက်မချွတ်လို့ရောရရလားဆိုပြီးတော့သူများကိုအခွင့်မိတာပေါ့နော်အဲ့ချိန်မှာရရဲဆိုလို့ရှင်ကြတော့ခုဆိုနုကနာခုတဲမို edes ဖနက်မချွတ်လည်းပဲရပါတယ်အဲ့တော့အဲ့ဒါဒီဘာနဲ့ဆယ်ရသွားပြီးတော့သဘောတရားချင်းတူလဲဆိုရင်အရှိမဆယ်ရပြောခဲ့တဲ့ခုဆိုနုကနိုင်တဲ့ခရာဆိုင်ဖနက်မချွတ်ပါနဲ့เนาะအဲ့တော့ဒီဖနက်မချွတ်လဲပဲရရဲဆိုတာနဲ့ဖနက်မချွတ်ပါနဲ့ဆိုပြောလိုက်တာ ਨੇ ကဒါသဘောတရားချင်းသွားစင်တူရပေါ့เนาะအဲ့တော့အဲ့ဒါကိုဆယ်တို့ကသဘောတရားချင်းစင်တူရဆိုပြီးတော့ဘယ်လိုမျိုးမှားတက်ကြလဲဆိုလို့ရှိရင်ခုဆိုနုကနိုင်တဲ့မို edes ကဆိုပြီးတော့သွားပြီးတော့ဒီနေရာမှာပေါ့နော်နာခုတဲမှုကိုမသုံးမဲနဲ့ခုဆိုနုကနိုင်တဲ့မှု edes ကလို့သွားမေးတက်ပြီးတော့ခုဆိုနုကနိုင်တဲ့မှု edes ဆိုပြီးတော့သွားဖြည့်တက်ကြတယ်အဲ့တော့သူဒီသဘောတရားချင်းစင်တာလေးပဲရှိပါတယ်เนาะအဲ့တော့သွားပြီးတော့စစ်စေးတို့ကဒီမှာသွားပြီးတော့9တဲကိုသွားနာခုတဲနေရာမှာ9တဲကြီးကိုသွားပြီးတော့ထည့်လို့မရပါဘူးအဲ့ဒါမှားပါတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ခုဆိုနုကနာခုတဲဝိုင်းခဲမဆက်ဖက်နှက်ကိုမချွတ်လို့မရဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်အဲ့တော့ဒီပုံစံအနေနဲ့ဈေးတို့ကနာခုတဲကိုစပြီးတော့တည်ခဲ့ကြရပေါ့နော်အဲ့တော့ဒီ9နဲ့နာခုတဲကိုစစေးတို့ဒီနောက်ထပ်မရောအောင်ကိုဒီပတ်တန်လေးတွေသူတို့မှာခွဲပြီးတော့မှတ်စရာလေးရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်ဈေးတို့အရင်ဆုံး9တဲကိုသွားလိုက်ကြရအောင်အဲ့တော့ဒီမှာပထမအဆုံးတွေ့ရမယ့်ဟာကကြတော့9တဲ့ A ကို vat 9တဲ့ B ကိုစုလို့ပေါ့နော် A ကိုမပတ်ဖဲနဲ့ A ကိုမလုတ်ဖဲနဲ့ B ကိုလုတ်တယ်ဆိုတော့ပုံစံမျိုးကိုသုံးချင်ရင်ဒီပတ်တန်ကိုသုံးပါတယ်ဥပမာအဖြစ်ရှုခိုးတိုင်းကိုရှင်နိုင်တဲ့နေတာအိမ်စာကိုမလုတ်ဖဲနဲ့အိတ်ခဲအဲ့လိုမျိုးပေါ့နော်အဲ့တော့အရှိအကြောင်းအရာကိုမလုတ်ဖဲနဲ့အနောက်ကအကြောင်းအရာကိုလုတ်တယ်ဆိုလို့ရှင်A over 9တဲ့ B ကိုစုလို့ဆိုပြီးတော့ဆယ်ရွာဒီ9တဲ့နဲ့သွားပြီးတော့သုံးပါတယ်ဒီမှာသွားပြီးတော့ဆယ်ရွာ A ကိုဖနာခုတဲ့ B ကိုစုလို့ဆိုပြီးသွားသုံးလို့မရပါဘူးပေါ့နော်ဟုတ်ပြီအဲ့တော့အဲ့ဒါဆိုရင်ဆယ်ရွာနာခုတဲ့ကိုကြာဘယ်လိုမျိုးအခြေအနေမှာသုံးလဲဆိုရင်ကြာတော့ဖနာခုတဲ့ဆိုတာကြာတော့နာနီနာနီကိုမလုံ၍နာနီနာနီကဖြစ်တယ်ဆိုတော့ reuse အကြောင်းဒီပေါ့နော် reuse ဆိုရဲဆယ်တို့အကြောင်းပြချက်နဲ့ခံရင်းဆိုတဲ့အကြောင်းရင်းပေါ့နော်reasoning cost တွေပေါ့အဲ့လိုမျိုးအခြေအနေတွေမှာကြတော့ vernacular ကိုသုံးပါတယ်အဲ့တော့အရှိကအကြောင်းအရာကိုမလုပ်လို့ပေါ့နော်အနောက်ကအကြောင်းအရာဖြစ်လာတယ်ဆိုတော့အနောက်ကအကြောင်းအရာဖြစ်ရခြင်းရဲ့အကြောင်းရင်းပေါ့နော်အရှိကအကြောင်းအရာဒီအဲ့လိုမျိုးပုံစံမျိုးနဲ့သုံးပါတယ်ဥမာအဖြစ်ဒီမှာရှုကူသားကြီးကိုရှီနာခုတဲ့ဆန်ဆဲနီအိုကိုတာတဲ့တာခုနကရှေ့က0 9တဲ့နဲ့တူတဲ့ဘယ်လိုပြောရမလဲဆိုလို့ရှိရင် rebon ကိုပဲထပ်ပြီးတော့ထည့်ထားပါတယ်ရှုကူသားကြီးကိုရှီနာခုတဲ့အဲ့တော့အိမ်စာမလုပ်၍เนาะဆန်ဆဲနီအိုကိုတာတဲ့တာဆရာစီကနေစိတ်ဆိုးခြင်းခံခဲ့ရတယ်ဆရာရဲ့စိတ်ဆိုးခြင်းကိုခံခဲ့ရတယ်ဆိုတော့ဆရာရဲ့စိတ်ဆိုးခြင်းခံခဲ့ရတဲ့အဓိကအကြောင်းရင်းဒီဘာလဲဆိုလို့ရှိရင်အိမ်စာကိုမလုပ်ခဲ့လို့မလုပ်ရွေပေါ့နော်အဲ့တော့ဒါဒီစိတ်တို့ကအရှိရအရာကိုမလုပ်လို့အနောက်ကအရာဖြစ်တာတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ဗနာကုတဲကိုသုံးပါတယ်ဒီနေရာမှာသွားပြီးတော့ရှုကူဒိုင်းကိုရှိနိုင်တဲ့ဆန်ဆဲနီကိုခိုတာတဲ့တဆိုတဲ့ပုံစံမျိုးကိုသွားသုံးလို့မရပါဘူးအဲ့ဒီအတွက်ကြောင့်မလို့စိတ်တို့ကဒီနှစ်ခုကိုတိတိကျကျလေးခွဲထားပြီးတော့မှတ်ဖို့လိုပါတယ်နိုင်တဲ့ဒီအရှိရအရာကိုမလုတ်ဖဲနဲ့အနောက်ကအရာကိုလုတ်တယ်ဆိုရင်သုံးပြီးတော့နာခုတဲသည့်အရှိရအရာကိုမလုတ်၍အနောက်ကအရာကဖြစ်လာရဲဆိုတဲ့ပုံစံမျိုးကိုသုံးပါတယ်ကဲဟုတ်ပါပြီအဲ့တော့နှစ်ခုလုံးဒီ9 form ကနေပြောင်းသွားတဲ့ pattern တွေဖြစ်တယ်ဆိုပေမဲ့သူ့ရဲ့အသုံးပြုတဲ့ grammar form တွေမတူပါဘူးအဲ့ဒါကို0ကကွက်ကွက်ပြပြမှတ်မိနေဖို့လိုပါတယ်အဲ့တော့နားဆန်တို့တေတေချာချာလေးနောက်တစ်ခေါက်ပေါ့နော်ဖူကူရှူပြန်ပြီးတော့ဖြစ်သွားမယ်လို့စပြန်နှွေးဖြစ်သွားမယ်လို့စစ်စစ်ကတော့ထင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ပေါ့နော်အဲ့တော့အစင်းနဲ့နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ကြပါ